Shalom အားလုံးပဲမင်္ဂလာပါအားလုံးကိုယေရှုနာမ၌နှုတ်ခွန်းဆက်တာပါတယ်ဒီကနေ့မှာတော့ကျွန်တော်တို့ဘုရားသခင်ရဲ့လက်တော်ဘုရားပြုတဲ့နမိတ်လက္ခဏာဘုရားရဲ့ကောင်းကြီးကိုကျွန်တော်ရဲ့အသက်တာမှာတက်ရောက်လာဖွင့်အတွက်လှုပ်ဆောင်ရမယ့်အရာလေးကိုကျွန်တော်ဝေမျှပေးသွားချင်ပါတယ်ကျွန်တော်တို့ ATM ထဲမှာကျွန်တော်တို့တွေငွေကြေးတွေအများကြီးထည့်ထားပေမဲ့ကျွန်တော်တို့ ATM ဆက်မှာသွားပြီးမှသွားထုတ်ရင် password လိုပါတယ်ဘလောက်ပဲ ATM ကတ်မှာကျွန်တော်တို့ငွေကြေးအပြည့်ထည့်ထားပါစေကျွန်တော်တို့နှိပ်တဲ့ password ကမားနေရင် ATM ဆက်ထဲကနေကျွန်တော်တို့လိုချင်တဲ့ငွေကြေးကထွက်လာမှာမဟုတ်ပါဘူးဒီလိုပဲကျွန်တော်တို့ကိုဘုရားသခင်ကလည်းကောင်းကြီးပေးထားပြီးသားဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာလှုပ်ဆောင်တဲ့အရာတွေပြုမှုတဲ့အရာတွေမားနေတဲ့များကာလပတ်လုံးဘုရားရဲ့ကောင်းကြီးကကျွန်တော်တို့ရဲ့အတ္တတာမှာစီစဉ်လို့ရမှာမဟုတ်ပါဘူးကျွန်တော်တို့ရေတိုင်ကြီးမှာရေအပြည့်ရှိရင်လည်းစီစဉ်တဲ့ပိုက်မှာတစ်ခုခုပိတ်နေကျွန်တော်တို့လိုတလောက်ရေကိုမရဘူးဖြစ်တတ်ပါတယ်ဒါကြောင့်ဒီကနေ့မှာတော့ဘုရားရဲ့ကောင်းကြီးကိုကျွန်တော်တို့ရဲ့အတ္တတာမှာရှံထွက်အောင်တက်ရောက်အောင်ကျွန်တော်တို့လှုပ်ဆောင်မယ့်အချက်ကလေး၃ချက်ကိုကျွန်တော်ဝေမျှပေးခြင်းတယ်နံပါတ်1ဘုရားသခင်ကျွန်တော်တို့ရဲ့အတ္တမှာရှံထွက်အောင်ကောင်းကြီးပေးတာကိုလိုချင်နေဆိုရင်ကျွန်တော်တို့ရဲ့အတ္တကမြေမှန်ကိုရှားဖွင့်အတွက်ရန်ရည်ကြည့်ပါတယ်မြေမှန်ဆိုတာကကျွန်တော်တို့ရဲ့အတိုင်းဝိုင်းကျွန်တော်တို့ရဲ့အတင်းတော်ကျွန်တော်တို့ရဲ့တငယ်ချင်းကျွန်တော်တို့ရဲ့လုပ်ငန်းကိုပြောတာဖြစ်ပါတယ်ဆိုကျွန်တော်တို့စာလံတက်မှာပြောပြီးတာမတရားတော့သူတွေတိုက်တွန်းကျွန်တော်မလိုက်လူဆိုးတွေလမ်းမှာမရက်မနေမထီမဲ့မင်းဖြစ်တို့ရဲ့အစည်းအဝေးမှာမထိုင်ရဘူးလို့ပြောတယ်ဘာလို့လဲဆိုရင်ဘုရားကျွန်တော်တို့ကိုဘလောက်ပဲကောင်းကြီးပေးခြင်းပါစေကျွန်တော်တို့ရောက်နေတဲ့မြေကမမှန်ဘူးဘုရားတခင်မနစ်သက်တဲ့အရာတွေကိုပဲလုပ်တဲ့အတိုင်းဝိုင်းဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဘုရားကောင်းကြီးပေးလို့မရပါဘူးမျိုးစည်းကနိုင်ငံခြားပဲဝယ်ဈေးကြီးပေးပြီးပဲဝယ်မြေမှန်မှာမဆိုင်ရင်အဲ့ဒီမျိုးစည်းကအပင်မပေါက်တယ်လို့ပဲဒီကနေ့ကျွန်တော်တို့ဘုရားဘလောက်ပဲကောင်းကြီးပေးခြင်းပါစေကျွန်တော်တို့ရောက်နေတဲ့အတိုင်းဝိုင်းကယုံကြည်ခြင်းနဲ့မတော်တဲ့အတိုင်းဝိုင်းကျွန်တော်တို့ရောက်နေတဲ့နေရာကဘုရားတခင်ရဲ့နှုတ်ကပတ်တော်မရှိတဲ့နေရာဇာတိပဂတိအာကြီးပြီးမှကျွန်တော်တို့ဘုရားမကြိုက်တဲ့အရာတွေပဲလုပ်တဲ့အတိုင်းဝိုင်းဖြစ်တယ်ဆိုရင်ကျွန်တော်တို့ဘုရားကောင်းကြီးပေးလို့မရအောင်စပြည့်ရဲ့အတစ်ကဘယ်တော့မှတည်ဖို့အဟောင်းမှထဲလို့မရတယ်လို့ပဲကျွန်တော်တို့ရဲ့အတ္တတာမှာမြေမှန်မှာမရှိရင်ဘုရားကောင်းကြီးပေးလို့မရအောင်ဖြစ်တယ်ဒါကြောင့်ယောနာပါတော့တဲ့တင်မောကမုန်တိုင်းနဲ့ကြုံတယ်တင်မောသားတွေကဘုရားမကြိုက်တာတကူမှသူတို့မလုပ်ဘူးဒါပေမဲ့သူတို့ကယောနာကြောင့်မလို့သူတို့မုန်တိုင်းခံရတယ်ဒီကနေ့ကျွန်တော်တို့လည်းမြေမှန်မှာမရှိရင်ဘုရားကောင်းကြီးပေးလို့မရအောင်တခါလီမှာဘုရားကျွန်တော်တို့အသုံးပြုခြင်းနဲ့ကောင်းကြီးပေးခြင်းပဲမယ်လေကျွန်တော်တို့ရောက်နေတဲ့အတိုင်းဝိုင်းကျွန်တော်တို့ပေါင်းနေတဲ့တငယ်ချင်းကျွန်တော်တို့ရှိနေတဲ့အဖွဲ့အစည်းတွေကဘုရားမကြိုက်တဲ့နေရာဖြစ်ရင်ကျွန်တော်တို့ဘုရားအသုံးပြုခြင်းပဲမယ်လေအသုံးပြုလို့မရအောင်ဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘုရားသခင်စီကကောင်းကြီးကိုကျွန်တော်ရဲ့အတ္တမှာစီစဉ်စေခြင်းနဲ့ဆိုရင်မြေမှန်ဖြစ်တဲ့ယုံကြည်ခြင်းနဲ့တည်ဆောက်ပေးတဲ့နေရာအမြဲတမ်းတမန်တရားကိုတုံ့တင်ပေးတဲ့နေရာဝိညာဉ်ပဂတိရှိတဲ့တငယ်ချင်းအပေါင်းအသင်းအဖွဲ့အစည်းအတင်းတော်မှာကျွန်တော်တွေကရှိဖွင့်အတွက်အရင်ကြီးပါတယ်နံပါတ်2ကတော့မျိုးစိမှန်ဖို့အတွက်ဖြစ်ပါတယ်မြေဘလောက်ပဲမှန်မျိုးစိမမှန်ပြန်ရင်လည်းအပင်မပေါက်ဘူးကျွန်တော်တို့ရဲ့အတင်းတော်ကဆူတောင်းတဲ့အတင်းတော်ဖြစ်တယ်ကျွန်တော်တို့ရဲ့တငယ်ချင်းတွေကယုံကြည်ခြင်းနဲ့တွားတဲ့သူတွေဖြစ်တယ်ဒါပေမဲ့ကျွန်တော်တို့ကဆူတောင်းခြင်းစီဝေးလည်းမလာဘူးစက်ကပ်ရမယ်မှန်လည်းတည်တယ်မစက်ကပ်ဘူးကျွန်တော်အတင်းတော်နဲ့ပတ်သက်ပြီးလိုအပ်တဲ့အရာတွေကိုဘုရားသခင်နိုးစော်တယ်ကိုယ်မှလည်းရှန်လဲရှိတဲ့ခေါပလာကျွယ်ဝနေတဲ့ငွေကြေးတွေရှိတယ်ဒါပေမဲ့မပါဝင်ဘူးဆိုရင်ဘလောက်ပဲကျွန်တော်တို့ကမြေမှန်မှာရောက်အတ္တကမပါဝင်တဲ့အခါကျတော့မြေမှန်မှာမျိုးစိမှန်မစိုက်တဲ့အခါမှာကျွန်တော်တို့ဘုရားလက်ဆန်းလို့မရဘူးဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကမြေမှန်မှာရှိပြီဆိုရင်မျိုးစိမှန်စိုက်ဖို့လို့ဒါကြောင့်ကိုရှိနေတဲ့နေရာမှာကိုနဲ့တွားနေတဲ့အဖွဲ့အစည်းအတင်းတော်တငယ်ချင်းတွေကဆူတောင်းတဲ့သူတွေဖြစ်ရင်ကိုလည်းသူတို့နဲ့အတူတူ join ပြီးမှဆူတောင်းရမယ်ကိုပါဝင်နေတဲ့အဖွဲ့အစည်းကဘုရားရဲ့နိုင်ငံတော်အတွက်ကြီးကျယ်စက္ကန့်နေတဲ့သူအတင်းတော်ဖြစ်တဲ့အဖွဲ့အစည်းဖြစ်တဲ့အပေါင်းအသင်းဖြစ်တဲ့ဆိုရင်ကိုလည်းတတ်နိုင်တဲ့ဘက်ကနေပါဝင်စက္ကန့်ဖွင့်အတွက်လှုပ်ဆောင်ဖို့အတွက်အရင်ကြီးတာဖြစ်တယ်ဘာဖြစ်လို့လဲဆိုရင်မြေမှန်ပေါ်မှာကျွန်တော်မျိုးစိမှန်မှပဲဘုရားကကောင်းကြီးပေးတာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့ကဘာဖြစ်ဖို့လို့လဲဆိုရင်မြေမှန်မှာမျိုးစိမှန်တာတွေကိုစိုက်ပြဖို့အတွက်ရန်ရည်ကြည့်တယ်နံပါတ်3ဘုရားသခင်ကျွန်တော်တို့ကိုကောင်းကြီးပေးတဲ့အခါမှာလောက်ရမယ့်နံပါတ်3ချက်ကအချိန်မှန်ဖြစ်ပါတယ်ဘယ်အရာမဆိုကျွန်တော်တို့ကဒီနေ့အပင်ဆိုင်မနှက်ပြန်အဒီဒီကျွန်တော်အရေးခိုလို့ရတာမဟုတ်ပါဘူးအချိန်တစ်ခုကိုဖြတ်တန်းရတာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ကဘုရားသခင်နဲ့မွေ့လျော်ခြင်းဘုရားဝတ်နဲ့မွေ့လျော်ခြင်းဘုရားကိုဆုတောင်းခြင်းကိုးကွယ်ခြင်းဘုရားရဲ့နိုင်ငံတော်မှာကျွန်တော်တို့အလူငွေတွေပါဝင်ခြင်းဆယ်ဖို့တဖို့တွေထည့်ခြင်းတွေအားလုံးကဘုရားနဲ့တာ၍နီးစီတဲ့ခြေတလန်းကိုတိုးတာနဲ့အတူတူပဲဖြစ်ပါတယ်ဆိုလိုချင်တာကအခုချက်ချင်းတင်အကောင့်ထဲမမြင်ရသေးဘူးတင်အတီးပွင့်ကိုမမြင်ရသေးဘူးဒါပေမဲ့အချိန်တစ်ခုကိုရောက်တဲ့အခါမှာအဲ့ဒီအတီးပွင့်ကိုတင်တေချပေါက်ကောင်းကြီးခံစားမှာဖြစ်တယ်ဒါဝိဒ်ကလူတွေတို့ကိုဘယင်အဖြစ်မမြင်ရသေးတဲ့အခြေအနေမှာသူတောထဲမှာဘုရားကိုသူကိုးကွယ်တယ်ဘုရားမနစ်သက်တာတွေကိုသူရှောင်းတယ်
ဖရာတခင်နဲ့သူအချိန်ယူခြင်းဆိုရင်မျိုးစီတွေကိုသူကောင်းကောင်းချတဲ့အခါမှာသူအချိန်ရောက်တဲ့အခါမှာသူတောထဲမှာရှိပေမဲ့ဖရာကဒါဝိဒ်ကိုတောထဲကနေခေါ်ပြီးမှဘယင်အဖြစ်ဗိတ်တိတ်ပေးတာကိုကျွန်တော်တို့တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ယုံကြည်သူတွေကဟာငါတလောက်ဆုတောင်းနေတာငါဖရာနိုင်ငံတော်မှာငါတလောက်ပါဝင်နေတာငါတလောက်စက္ကန့်နေတာအခုချိန်ချင်းငါဘာကောင်းကြီးမှမခံစားရဘူး။ဟာသူများတွေကငါလောက်တော့မစက္ကန့်တဲ့သူတွေငါလောက်တော့မှအတင်းတော့မပါဝင်တဲ့သူတွေကအောင်မြင်သွားလိုက်တာကြည်စမ်းဆိုပြီးမှကျွန်တော်တို့ကထင်တတ်ကြတယ်။အဲ့ဒီခါမှာကျွန်တော်တို့ကဖရာဝတ်နဲ့မွေ့လျော်ဖို့ဝิญဉ်ပဂတိမျိုးစီကိုကျဲဖို့တဲ့ကျွန်တော်တို့အားလျော်ပြီးမှတီးမခံပဲနဲ့လှုပ်ဆောင်တဲ့အခါမှာနောက်ဆုံးမှာကျွန်တော်တို့ကဖရာရဲ့ကောင်းကြီးနဲ့လွဲချော်တာကိုတတ်တွေ့ရတယ်။ဒါကြောင့်ကျွန်တော်တို့ရဲ့အတ္တတာမှာနေ့စဉ်ဝิญဉ်ပဂတိမျိုးစီတွေကိုနေရာမှန်မြေမှန်ကျွန်တော်တို့မျိုးစီမှန်ကျဲနေမယ်ဆိုရင်တေချာပါတယ်အချိန်တစ်ခုရောက်လာတဲ့အခါမှာဘုရားလှုပ်တဲ့အခါမှာသူများ10နှစ်လှုပ်တယ်ကျွန်တော်တို့ကတစ်နှစ်ထဲနဲ့အဲ့ဒီအောင်မြင်ခြင်းကိုရရှိမှာဖြစ်တယ်သူများကလင်းကနေစူးစမ်းတယ်ကျွန်တော်တို့ကတရက်ထမ်းမှာပဲဘုရားပြင်ဆင်ပေးတဲ့ကောင်းကြီးနဲ့ချီးမြှောက်ခြင်းခံရမှာဖြစ်တယ်ဒါကြောင့်ဘုရားတခင်လူတစ်ယောက်ကိုကောင်းကြီးပေးတဲ့အခါမှာနီလန်3ခုနဲ့ကျွန်တော်တို့ရဲ့တတ်တာမှာရှိဖို့အတွက်အရင်ကြီးကြည့်တယ်အချက်3ချက်ရှိဖို့အရင်ကြီးကြည့်တယ်မြေမှန်ရမယ်ကိုယ့်ရဲ့အတိုင်းဝိုင်းကိုပေါင်းတဲ့တငယ်ချင်းတွေကဘုရားနဲ့သွားသလားကြည့်ပါမျိုးစီမှန်ရမယ်ကိုယ်တတ်တာကရောပေါင်းနေရလားစက္ကန့်နေရလားအဲ့ဒီမြေမှန်မှာကိုမျိုးစီကျဲနေရလားဒါကိုမေးရမယ်နံပါတ်3အချိန်မှန်ကိုကျွန်တော်တို့စောင့်နေရလားတီးမခံမဲနဲ့စိတ်မရှိဘဲနဲ့ကျွန်တော်တို့ကြောခိုင်းမိနေပြီလားဒီ3ချက်ကိုကျွန်တော်ဒီကနေ့သုံးသပ်ပြီးရင်မိတ်ဆွေကဘယ်အချက်ထဲမှာရောက်နေလဲရောက်နေတဲ့အချိန်ကိုမိတ်ဆွေလက်လျှောက်အသက်ရှင်မယ်ဆိုရင်မိတ်ဆွေရဲ့အချိန်ရောက်လာရင်မိတ်ဆွေဟာဘုရားသခင်ပေးတဲ့ကောင်းကြီးမှာဝမ်းမြောက်စွာခံစားပြီးမှပျော်ရွှင်ရမှာဖြစ်တယ်ဆိုတော့ကျွန်တော်အားပေးခြင်းတယ်ကျွန်တော် comment မှာရေးခဲ့ပေးပါယုံကြည်သူတယောက်ရဲ့တတ်တာမှာကောင်းကြီးခံစားခြင်းမြေမှန်ရမယ်မျိုးစိမှန်ရမယ်အချိန်မှန်ကိုစောင့်ရမယ်လို့ comment မှာရေးခဲ့ပါတင်းရဲ့ comment ကိုလူတွေကမြင်ပြီးမှတိဆောက်ကြဖြစ်မှာဖြစ်တယ်နှုတ်ကပတ်တော်ပြအားလုံးကိုဖျားရှင်စကားပြောပြီးကောင်းချီးပေးပါစေအားလုံးကိုဖျားရှင်ကနှုတ်ကပတ်တော်ဖြင့်စကားပြောမယ်ဆိုတာကိုယုံကြည်ပါတယ်ကျွန်တော်အနေနဲ့လည်းဒီရန်ကုန်မြို့မှာအတင်းတော်စတင်ခဲ့တာတစ်နှစ်ကျော်ရှိလာပြီဒီတစ်နှစ်ကျော်အတွင်းမှာလူပေါင်းမြောက်များစွာရဲ့ဝိညာဉ်ရေးရာကိုတဲမှတ်ပေးနိုင်ခဲ့တယ်ပြိုလဲပျက်စီးနေတဲ့ကျဆင်းနေတဲ့ယုံကြည်သူတွေကိုဝိညာဉ်ခွန်အားနဲ့တိဆောက်ပေးနိုင်ပြီးမှမာနရဲ့နိုင်ငံကိုချင်းချောင်းနိုင်တဲ့အတင်းတော်ကိုကျွန်တော်စတင်နိုင်ခဲ့တာဘုရားရဲ့ကျေးဇူးတော်ပဲဖြစ်ပါတယ်ဒီ2026မှာတော့ကျွန်တော်အတင်းတော်နဲ့ဆိုင်တဲ့ယူပါယုံကိုကျွန်တော်ထားလိုက်ပါတယ်ဒါကတော့ကျွန်တော်အတင်းတော်မြေကွက်ကိုကျွန်တော်ရန်ကုန်မြို့မှာဝယ်ယူမယ်ဆိုတဲ့ယူပါယုံဖြစ်ပါတယ်ဘူချေအပြင်မဟုတ်ဘူးအာနာအပြင်မဟုတ်ဘူးငါဝိညာဉ်အပြင်ဖြစ်မယ်လို့ပြောတာဖြစ်တဲ့အတွက်ကြောင့်ဘုရားသခင်ပေါ်မှာရက်တည်ပြီးမှကျွန်တော်ယူပါအောင်ထားပြီးမှလေ့လာတဲ့အခါမှာအတင်းတော်ရဲ့မြေကွက်ကရန်ကုန်မြို့မှာ3000နဲ့3500ဝန်းကျင်ပေါက်ပါတယ်ဘုရားသခင်တတ်နိုင်ပါတယ်ဘာလို့လဲဆိုရင်စာတန်ရဲ့နိုင်ငံကိုချင်းချောက်ပြီးမှလူမျိုးများစွာကိုဘုရားရဲ့မျက်မှောက်တော်ကိုပို့ဆောင်တဲ့နေရာဟာအတင်းတော်ပဲဖြစ်တယ်တမန်တရားစီးစင်းတဲ့အရက်ကလည်းအတင်းတော်ပဲဖြစ်တာဖြစ်တဲ့အတွက်ကြောင့်ဖြစ်တယ်ဒါကြောင့်ကျွန်တော်အတင်းတော်ဒီဆောက်ခြင်းနဲ့ပတ်သက်ပြီးမှဒီ2026မှာကျွန်တော်စပြီးမှကျွန်တော်ယူပါအောင်ထားလိုက်ပြီးဖြစ်ပါတယ်နိုင်ငံတီတီဒေတာတီတီမှာရှိတဲ့ညီကိုမောင်နှမတွေကလည်းကိုယ့်ကိုဘုရားသခင်စကားပြောတယ်ဆိုရင်ဘုရားရဲ့နိုင်ငံတော်ဘုရားရဲ့တမန်တရားစီစဉ်ရာဘုရားရဲ့မျက်မှောက်တော်ရှိပြီးမှလူမျိုးများစွာကိုလွတ်မြောက်စေဖို့ဒီအတင်းတော်တစ်ပါးမြေပြင်မှာပေါ်ထွက်လာဖို့အတွက်အားလုံးလည်းတတိယဆုတောင်းပြီးမှပါဝင်လို့ရပါတယ်တင်းတို့ရဲ့စက္ကန့်ချင်းတင်းတို့ရဲ့ပေးဆက်ခြင်းတွေကဘုရားသခင်စီကလာတဲ့ကောင်းကြီးမင်္ဂလာနဲ့ဆိုင်တည်တည်လေးပဲဖြစ်ပါတယ်ဘုရားဟာကျွန်တော်တို့အနေငယ်ပေါင်းဝင်မြောက်များစွာပြန်ကောင်းကြီးပေးတဲ့ဘုရားရှင်ဖြစ်တယ်ဟဂဲတစ်ရှစ်မှာဖြစ်တယ်လို့ဘုရားရဲ့အိမ်တော်ကိုတည်ဆောက်ရင်ဘုရားကအားရပြီးမှဘုန်းတော်ကိုထင်ရှားစေတယ်လို့ပြောထားပါတယ်ဒါကြောင့်ဒီ2026မှာအတင်းတော်ယူပါယုံဖြစ်တဲ့အတင်းတော်မြေကွက်နေရာဝယ်ယူခြင်းနဲ့အတင်းတော်တည်ဆောက်ခြင်းမှုကိုစတင်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်မကြခင်မှာအတင်းတော်တစ်ပါးမြေပြင်မှာပေါ်ထွက်လာပြီးမှဒီကဲကိုကြီးမားတဲ့မိဂါ church ဖြစ်ပြီးမှလူမျိုးများစွာလူမျိုးစေတဲ့အရာဖြစ်လာမယ်လို့ကျွန်တော်ရဲ့အတွင်းဝိညာဉ်မှာခံစားနေရပြီဖြစ်ပါတယ်။ဒါကြောင့်အားလုံးပဲမိမိကိုဘုရားသခင်စကားပြောတယ်နှိုးဆိုတယ်ဆိုရင်ဒီတင်းတော်တိဆောက်ခြင်းမှာစတင်ပြီးမှစက္ကန့်ကြရအောင်အားလုံးကိုဘုရားရှင်ကောင်းချီးပေးပါစေ။